လာပါရှင်အတင်းလိုက်မှာပြန်လို့ကြည့်လို့ပါလေဒီလိုအခုမိုးရင်းလိုကာလာမျိုးရောက်လာလို့ရှင်ချင်းအန်ရဲ့အတွက်ချင်းမုံလေးအန်ရဲ့အတွက်ဘယ်လိုကာကွယ်ရမလဲဆိုတော့ဒီနေ့ညီမနည်းနည်းအလုပ်ရှုပ်နေရပေါ့နော်ချင်းနေရမ်းထွက်လာတော့ညီမတို့ဟိုမှာတော့ချင်းလုံးစကားတက်ထားတဲ့အတွက်တိတ်ပြီးတော့ဟိုမဖြစ်ပေမဲ့တကားပေါက်ကြီးဒီမှာမရှိတဲ့အတွက်ကြောင့်မလို့ချင်းဝင်တာတွေနဲ့ကလေးတွေအတွက်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘာသာရေးဖြစ်တဲ့အတွက်ကြောင့်ဟိုချင်းတော့မရိုက်ချင်ဘူးပေါ့နော်ဒါနဲ့ကိုယ်ကလေးရဲ့ကျမ်းမာရေးအနေထားကြောင့်ဖြစ်လာပြီဆိုလို့ရှိရင်တော့ရေဝတ်တဲ့နေရာတွေမှာရှိတဲ့ရေခွက်တွေဒီလိုမျိုးဒီမှာဆိုဒီလိုထားတာအဲ့ဒါကိုဖုံးဖို့ဆိုင်ဖို့လိုက်ပြီးတော့ရှာပြီးဖုံးပြီးဆိုင်အုပ်ဆိုင်ရတယ်ပေါ့နော်ပြီးတော့ညီမအလုပ်ဖြစ်တဲ့ဟိုဟာလေးလည်းပြပြသွားပေးပါမယ်ရှင်ညီမဟိုအခုလိုမျိုးကလေးတွေမရှိတဲ့အချိန်အခန်းထဲကိုအရင်ပေါ့နော်ဟိုအရင်အခန်းထဲကိုဝင်ပြီးတော့ခဏလေးပါလိုက်ပြပါမယ်ဒီလိုအချိန်ကလေးကစတင်နေတဲ့အချိန်သမီးကြီးကစတင်နေတဲ့အချိန်သမီးငယ်လေးကလည်းဟိုကလေးချိန်ပေးထားလို့နေအဲ့ဒါအတင်းကတော့အခုအခန်းထဲကိုချင်းစေးလိုက်ဖြန်းပေးပါမယ်အတင်းကတော့ဒါကြောင်ညာမဟုတ်ဘူးနော်ဒါဂျမ်ဘိုအတင်းကတော့ကိုတုံးနေဂျမ်ဘိုတုံးပြီးတော့ဒါအရင်ကြိုဖြန်းထားလိုက်ဟိုကြိုပြီးတော့ဗောနော်လို့ဖြန်းပေးထားလိုက်ပါတယ်ဟိုနောက်10မိနစ်15မိနစ်လောက်အခန်းထဲဒီတိုင်းလေးထားပြီးတော့မှဝင်နေပေါ့နော်ဝင်ပါတယ်ပြီးတော့လို့ရှိရင်နောက်တစ်ခုကကြတော့အတင်းလုပ်ပေးနေအခုတော့မှထပ်ဝယ်ဖို့လို့သွားရအောင်မယ်ပေါ့နော်ဟိုချင်းစေးလဲဖြန်းနေကလေးတွေကိုမကိုက်ရလဲလိမ့်ပေးပါတယ်မကိုက်ရလို့ပါလို့မျိုးပေါ့နော်ဟိုချင်းမကိုက်တဲ့စေးတွေရှိပါတယ်ကိုကြိုက်တဲ့ brand ကိုလိမ့်ပေးပါတယ်ပြီးတော့အင်ဂျီအခုကပူလဲပူတော့အင်ဂျီရှိဘောင်းကြီးရှည်ကတော့အတက်နိုင်ဆုံးဝတ်ပေးတယ်ပေါ့နော်ဒါတော့မှကလေးကမဝတ်ချင်လဲဘောင်းကြီးရှည်လက်ရှည်ပြီးတော့အကွန်နဲ့နေတယ်ဆိုလို့ရှင်တော့အဲ့လိုလေးဝတ်ပေးရပေါ့နော်မဟုတ်ဘူးဆိုလို့ရှင်တော့အဲ့မကိုက်ရလေးလိမ့်ပေးလိုက်ပါပတ်သက်တဲ့ဘုံကောင်မှာဆိုကဲဟိုဘက်ချက်သူကရရလားချက်ဖုံးလေးလည်းနည်းနည်းဖြန်းမယ်ချင်းလေးကြိုက်မှာသူပြုတ်ကလေးရပြီဒါသမီးရဲ့စာကြည့်ကန်းနဲ့ဟိုမမေဟိုဟာဖြန်းထားလိုက်တော့မယ်ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ကြောင့်မလို့ကံရဲ့အကျိုးအပြစ်တွေကိုလည်းကျမသိတဲ့လောက်ကလေးနဲ့ကံမမြအောင်ပြုလုပ်လို့ရတဲ့မိလေးတွေကိုလည်းကျမဝေမျှပေးထားပါတယ်။ဒါကတော့မိဘတွေဖြစ်တဲ့အတွက်ကြောင့်မလို့သားသမီးတွေအပေါ်မှာဖြစ်လာလို့ရှိရင်တော့ကာကွယ်တဲ့ကြတာလေဒါကနေရာမှာသဘောတရားလို့ဖြစ်နေပါပြီ။အဲ့အတွက်ကြောင့်မလို့ကျမလည်းတတိတဲ့လောက်ကလေးပြန်ပြီး